မြန်မာပြည်အနှံ့ကရွာတိုင်းလိုလိုမှာရှိတယ်ရွာဦးကျောင်းဖုံဖုံဒီเจ้าကိုစတင်တီထောင်တာဘယ်လောက်ကြာပြီလဲဖေယာ85ဝါပြည့်ပြီဖုံဖုံဒီကိုရောက်တာ40ဝါတောင်ရှိပြီအကိုကြီးတယောက်ကကျောင်းဆောက်လူတယ်အခုသူကကွယ်လွန်သွားပြီတားမြေးတွေလာပြီးထိန်းနေကြတယ်ဒီကျောင်းကဘာသာရေးနေရတတ်မဟုတ်ဘူးရွာရဲ့ဗဟိုချက်လူကြီးလူငယ်ကလေးတန်ကအားလုံးရဲ့နေရရွာဦးเจ้าဆိုတာဘုံဘုံတို့အတွက်ဘာလဲဖေယာဒါအိမ်ပဲအိမ်ကျောင်းပေါ့ဖုံဖုံတို့ရွာသားတွေအတွက်ခေါ်နာရဝမ်းနဲ့လဲဒီကိုလာတယ်ဝမ်းသာလဲဒီကိုလာတယ်ရွာဦးကျောင်းရွာရဲ့အစဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအတွက်မျက်နှာတံပိုးထားရနေရာလေးတစ်ခုအဖြစ်ရွာသားတွေရဲ့ပျော်ရွှင်ခြင်းဝမ်းနည်းခြင်းတွေအတွက်ခိုနာရအိမ်ဒီရွာဦးကျောင်းရှိနေတဲ့၍ရွာလည်းရှိနေမှာပါပဲ